အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဆော့ပြပေးမယ့် horror game လေးကတော့ Granny Chapter 2ကို OSK နဲ့ဆော့ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေမှာchannel လေးကို subscribe လုပ်ရသေးဘူးဆိုရင်တော့ subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ် Okay ဆိုတော့ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်အောင်ကျွန်တော်တို့အိမ်ရဲ့အနေအထားဘာညာလေးကိုကြည့်ပြီးတော့ဆော့မှာဆိုတော့ကျွန်တော်တို့ practice move ပဲထားဆိုပါမယ် Okay ဆိုတော့ကျွန်တော်တို့ day 1စလိုက်ရအောင်ဗျဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အရင်ဆုံးအိမ်ယာကနေနိုးလာတယ်ကျွန်တော်တို့အရင်ဆုံးဒီအိမ်ရဲ့အထက်တိုင်းမှာရှိတဲ့အခန်းတွေအကုန်လုံးကိုလိုက်ပြပါမယ်။ Okay ဒီမြေအောက်ထပ်မှာဆိုရင်တော့ကျွန်တော်တို့ဒီမှာအခန်း2ခန်းရှိတယ်။ဟိုမှာဆိုရင်တော့အခန်း2ခန်းရှိပါတယ်။အဲ့ဒီကျွန်တော်ထွက်လာတဲ့အခန်းဆိုရင်တော့စုစုပေါင်းအခန်း5ခန်းပေါ့နော်။ Okay ဒီပေါက်လေးကိုဖွင့်ဖို့ဆိုရင်တော့ကျွန်တော်တို့ဒါ crow ပေါက်လို့သေးရပါတော့။ Okay ဆိုတော့ကျွန်တော်တို့အရင်ဆုံးဒီအခန်းလေးကိုကြည့်ရအောင်။ဒါကတော့ကျွန်တော်တို့ဖမ်းမိသွားလို့ရှိရင်ဒီထက်မှထည့်ပြီးတော့အသက်ခံရမှာပေါ့နော်ဒီမှာပါအိုးရောင်ကြီးဒီထက်ထည့်ပြီးအသက်မခံယူခြင်းဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့မမိအောင်တော့ဆော့ရမှာပေါ့Okayဒီခန့်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရေအောက်ရေသွုံးမြောင်းတွေကိုကြာတော့မှာဖြစ်ပါတယ်Okayဒါဆိုရင်တော့ဒီကနေဆက်သွားမယ်ဆိုရင်ကျွန်တော်တို့လိန်နဲ့ထွက်ပြေးလို့ရမှာပဲဖြစ်ပါတယ်Okayဟိုမှာဆိုရင်တော့ကျွန်တော်တို့တန်တကားနဲ့ပိတ်ထားပါသေးတယ်ဒီမှာပါတန်တကားပိတ်ထားပါသေးတယ်။ Okay အဲ့ဒါကိုကျွန်တော်တို့ဖွင့်ဖို့ဆိုလို့ရှိရင်တော့ဒီမှာဘောက်လေးတစ်ခုရှိပါတယ်။အဲ့ဒါကိုဖောက်ပြီးတော့ဘားလေးဆွဲရမှာပေါ့နော်။ဒါပေမဲ့အဲ့ဒါကိုဖွင့်ဖို့လည်းကျွန်တော်တို့ပတ်လော်ကီလိုပါသေးတယ်။ဒါကတော့တိတ်ပဲဖြစ်ပါတယ်။ဟယ်လီကော်ပတာရဲ့ကျိုးနေရဲ့ပန်ကာအပိုင်းစာပေါ့နော်။အဲ့ဒါကိုပြန်ဆက်ဖို့ကျွန်တော်တို့ဒီတိတ်ကိုသုံးရပါတယ်။ Okay ဆိုတော့ကျွန်တော်တို့အပေါ်ကိုပြန်သွားကြည့်အောင်ဒီမှာအခန်းတစ်ခန်းရှိပါတယ်ဒီအခန်းမှာဆိုရင်တော့ကျွန်တော်တို့ Okay ဒီမှာကျွန်တော်တို့ security key ရပါပြီဆိုတော့ကျွန်တော်တို့မြင်ကြီးတက်ကိုတွားလိုက်ရအောင်ဗျဒီအထက်မှာဆိုရင်တော့ကျွန်တော်တို့ item တွေကိုရှားလို့ရမယ်အန်ဆွဲတွေဗီဒီယိုတွေကိုမြင်ရမှာပဲဖြစ်ပါတယ် Okay ဆိုတော့ကျွန်တော်တို့ဒီမှာရှာကြည့်လိုက်မယ်ဒီမှာတော့ဘာမှမရှိဘူးဗျ Okay ဒီဗီဒီယိုထဲမှာရောဒီမှာလည်းဘာမှမရှိဘူး Okay ဆိုတော့ကျွန်တော်ဟိုဘက်နောက်တစ်ခန်းကိုတွားကြည့်လိုက်အောင်ဒီရဲ့စင်ရဲ့နောက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့လှုပ်ရကန်တစ်ခုရှိပါတယ်အဲ့ဒါကိုဖွင့်ဖို့ကကျွန်တော်တို့ဒီတက်သားခလုတ်လေးကိုဆွဲလိုက်ရင်ရပါပြီပွင့်သွားပါပြီ Okay ဆိုတော့ကျွန်တော်တို့ထဲဝင်ကြည့်လိုက်မယ်ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ shotgun တစ်လက်ရှိပါတယ်အဲ့ဒါကိုဖွင့်ဖို့ကကျွန်တော်တို့ weapon key လိုပါသေးတယ် Okay ဆိုတော့အဲ့ဒါကိုခဏထားလိုက်မယ်ဒီခန်းထဲဝင်ကြည့်လိုက်အောင် Okay ဒီမှာဆိုတော့ကျွန်တော်တို့ရေစိုးမြောင်းကြီးတစ်ခုခံနေပါသေးတယ်ဟိုဘက်ကိုကူးလို့မရသေးပါဘူးဟိုဘက်မြောင်းရဲ့ဟိုဘက်မှာဆိုတော့ကျွန်တော်တို့ဘာမှမသိတဲ့အကောင်ကြီးတစ်ကောင်တော့ရှိပါတယ်သူကဘာတူလဲပေါ့သိတယ်လို့ရှိရင်ကျွန်တော်တို့ကိုမမမှန်းခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ဒီအောက်ကိုဆက်ဆင်းမယ်ဆိုလို့ရှိရင်တော့အဲ့ဒါကျွန်တော်ပြမယ်ဟိုမှာရေစိုးမြောင်းကိုပိတ်လို့ရမယ်ဘားတစ်ခုရှိပါတယ်Okay အဲ့ဒါကိုဖွင့်ဖို့လည်းကျွန်တော်တို့ကိုကလိုပါသေးတယ် Okay ဆိုတော့လိုရည်အများရဲ့အတွက်ကျွန်တော်တို့ item တွေရင်လိုက်ရှာလိုက်မယ်ဒီအခန်းဆိုလို့ရှိရင်တော့ကျွန်တော်တို့ရေရှိုးခန်းနဲ့အိမ်သာပေါ့ဒီမှာ grandpa ရဲ့ပုံအစိပ်ပိုင်းတစ်ခုကိုကျွန်တော်တို့တွေ့ပါပြီဒီမှာဆိုရင်ကျွန်တော်တို့ plat တစ်ခုတွေ့ပါပြီဒါကတော့လှေမှာတွားတက်ရမှာပေါ့နော် Okay ဆိုတော့ဒီရေရှိုးခန်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာအပေါ်ကနေဆင်းလို့ရပါတယ်ဒါအရေးပေါ်ထွက်ပြေးလို့ရတာပေါ့နော် Okay ဒီအခန်းမှာဆိုရင်တော့ဒါကတော့ဘိုးတော်ရဲ့နားနေခန်းပေါ့နော်အခုကတော့ဘိုးတော်မပါသေးဘူးဘိုးတော်ပါလို့ရှိရင်သူဒီမှာအိတ်နေတတ်ပါတယ် Okay ဆိုတော့ဟိုမှာဗီဒီယိုလုံးရှိရဗျအဲ့မှာသွားကြည့်လိုက်မယ်Okay ဒါကတော့ကျွန်တော်တို့ဟယ်လီကော်ပတာမောင်းနှီးစာအုပ်ပါဒီစာအုပ်ကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်တာနဲ့ဟယ်လီကော်ပတာမောင်းတက်သွားမှာပဲဖြစ်ပါတယ်ဒါဆိုတော့ကျွန်တော်တို့ဟယ်လီကော်ပတာကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာသိသွားပါပြီ Okay ဒီမှာလည်းဘာမှမရှိဘူးဗျဒါဆိုတော့ကျွန်တော်တို့ကုံတော့ဖြစ်သွားပါပြီ Okay ဒါကတော့ကျွန်တော်တို့တကားနဲ့ထွက်ပြေးမယ်ဆိုရင်တောင်းရမှာပါဒါကိုဖွင့်ရမှာပါ Okay ဆိုတော့ကျွန်တော်ရဲ့နောက်မှာတခန်းရှိပါသေးတယ်အဲ့ဒါကိုရင်ဆုံးသွားကြည့်လိုက်မယ်Okay ဒီခန်းမှာဆိုရင်တော့ကျွန်တော်တို့အသွေးတွေကိုဖွင့်ပြီးတော့ item ရှာလို့ရပါတယ် Okay ဒီရဲ့နောက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ခိုင်းတော့
ဒီ Android တွေမှာလည်းဘာမှမရှိဘူးဗျโอเคနောက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါ save key နဲ့ဖွင့်ပြီးတော့ကျွန်တော်တို့ item ယူရမှာပေါ့နော်အဲ့ဒါလည်း save key ရလိုပါသေးတယ်โอเคဆိုတော့ကျွန်တော်တို့အပေါ်တက်ကိုတက်ကြည့်လိုက်ရအောင်ဆက်တဲ့ချင်းကျွန်တော်တို့မြင်ရမှာတော့မိဖို့ကြောင်းပဲဖြစ်ပါတယ်โอเคဆိုတော့ဟိုမှာတော့ item တွေရှိတယ်Granny Chapter 1နဲ့ကလည်းမိဖို့ထဲမှာခြားစရာပေါက်တွေအများကြီးပေါ့နော်โอเคဒီမှာဆိုတော့ကျွန်တော်တို့ stand gun တစ်ခုတွေ့ပါပြီကျင်းဆက်ပေါ့ခု Granny Chapter 2မှာလည်းကျွန်တော်တို့မိဖို့ထဲမှာပေါက်တွေအများကြီးပဲโอเคဆိုတော့ကျွန်တော်တို့ကောင်းအောင်ရှာလိုက်မယ်ဒါကတော့ Grandpa ရဲ့ radio ပါသူထမင်းဟင်းဆိုင်နဲ့နားထောင်မယ်ထင်ပါတယ်โอเคဒီမှာဆိုတော့ကျွန်တော်တို့ crowbar ရပါပြီโอเค crowbar ဆိုတော့ကျွန်တော်တို့ဆောနာကနဦးတွေးခဲ့တဲ့ပေါက်တစ်တာပေါက်လေးပေါ့နော်အဲ့ဒါကိုတောက်ဖွင့်လို့ရပါပြီโอเคဆိုတော့ crowbar ကိုခဏထားပြီးတော့ကျွန်တော်တို့ဒီအခန်းကိုဆက်ချကြည့်လိုက်မယ်ဒါကတော့တာမန်အခန်းတစ်ခန်းပါဒီမှာထပ်တွေ့ပါပြီကျွန်တော်တို့ grandpa ရဲ့image တစ်ခုပေါ့ပုံတစ်ခုပေါ့နော်โอเคဟိုမှာဆိုတော့ကျွန်တော်တို့ door handle တကားလက်ကိုင်ပေါ့နော်တကားလက်ကိုင်တွေ့ပါပြီโอเคဆိုတော့ဒါကတော့ကျွန်တော်တို့တကားကိုလှည့်စစ်တက်ပေးထားတဲ့ source တစ်ခုပေါ့နော်ဒါကိုလည်းကျွန်တော်တို့ကရာနဲ့ဖျက်ရပါမယ်โอเคဆိုတော့ကျွန်တော်တို့ door handle ကိုဘယ်လိုယူရမလဲကျွန်တော်လိုက်ပြပါမယ်ဒီမှာကပ်ဖာပုံနေနဲ့ပေးထားတဲ့ဝင်းမောက်တစ်ခုရှိရပေါ့နော်โอเคအဲ့ဒါလေးကိုတွန်းဖယ်လိုက်ပြီးတော့ဝင်သွားလိုက်ရင်ကျွန်တော်တို့ဆောနာတွေ့ခဲ့တဲ့ draw handle ကိုယူလို့ရပါပြီโอเคအခုကျွန်တော်လက်ထက်မှာကန်ထားတဲ့ security key ကကျတော့ဒီအခန်းကိုဖွင့်ဖို့အတွက်တောင်းရမှာပါခိုင်ဖွင့်လာပါနော်အိုးရောက်ကြီးဘိုးတော်နေဘာလို့ခိမိသားအိမ်လုံကျော်ရေးအတွက် CCTV တက်ထားတယ်โอเคဒီမှာဆိုတော့ကျွန်တော်တို့လှေတော့တွေ့ပါပြီโอเคဆိုတော့ကျွန်တော်တို့ CCTV တွေတကယ်အလုံးမလုံးစောင့်ကြည့်လိုက်ဖွင့်ကြည့်လိုက်အောင်โอเคသူတို့ဘယ်အခန်းဒီမှာတက်ထားလဲပေါ့ကျွန်တော်ထင်တဲ့အခန်းမှာတော့မတက်ထားတော့ဘူးထင်ပါတယ်โอเคဟုတ်တယ်ထမင်းစားကန်တွေဘာတွေမှာတက်ထားတယ်တော်သေးတာပေါ့โอเคဒီမှာဆိုရင်တော့ grandpa တို့ဘာလို့ပါလို့ရှိရင်တော့သူတို့က pro ရဲ့လှုပ်ရှားမှုတွေကိုဒီအခန်းကနေစောင့်ကြည့်နေမှာပဲဖြစ်ပါတယ်โอเคဒီမှာဆိုတော့အခန်းတစ်ခန်းရှိတယ်ဒါလည်းကျွန်တော်တို့ဒီမှာ bout တစ်ခုရှိရပေါ့အဲ့ဒါကို crowbar နဲ့ဖွင့်ရပါမယ်โอเคဒီကနေခုံကျော်သွားလိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အိတ်ခန်းတစ်ခန်းကိုရောက်ရှိသွားမှာဖြစ်ပါတယ်ဒီရတကားဝင်လဲရရပေါ့ဒါပေမဲ့ဗရင်ဘောက်ကဝင်လာတဲ့တကားဘောက်ကဝင်လာတူရဲလို့ထင်ရပါမယ်မတူပါဘူးဒါကတော့ကျွန်တော်တို့ဝင်ပုံးလို့ရမယ်တစ်တာပေါ့နော်โอเคဟိုမှာကျွန်တော်တို့ခွားတွေ့ပြီဗျโอเคဒါဆိုတော့ကျွန်တော်တို့ရေမြောက်ကိုပိတ်ပြီးတော့ဟိုဘက်ကကရုံးစီကိုတွားပြီးတော့ item ယူလို့ရပြီဒီမှာလည်း answer တွေရှိရဗျဘာရှိမလဲရှာကြည့်လိုက်မယ်ဘာမှမရှိဘူးဒီမှာကိုဆိုရင်တော့ okay ဒီမှာကျွန်တော်တို့ weapon key တွေ့ပါပြီဒါဆိုတော့ကျွန်တော်တို့ shotgun ကိုယူလို့ရပြီပေါ့ okay ပြောချင်တာတော့ဒီရဲ့တကားကိုဖွင့်ပြီးတော့အောက်ကိုဆင်းလိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ grandpa ရဲ့နားနေကန်ကိုရောက်ရှိသွားမှာပဲဖြစ်ပါတယ် okay ဆိုတော့အခန်းလဲစုံသွားပြီဆိုတော့ကျွန်တော်တို့ဆောနာ CCTV အခန်းထဲရနေပြီးတော့အပေါ်တက်ကိုဆက်ပြီးတော့တက်ကြည့်လိုက်ရအောင်အပေါ်ရောက်ရင်ကျွန်တော်တို့ဒီမှာအခန်းနှစ်ခန်းတွေ့ပါတယ်โอเคဒီကနေသွားလိုက်မယ်ဆိုရင်ဒီကနေဆင်းမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အောက်ကိုရောက်သွားမှာဖြစ်ပါတယ်โอเคဒီပါထဲမှာကျွန်တော်ဒီမှာတော့ hand weight တွေ့ပါပြီဒါကတော့ကျွန်တော်တို့တကားပြင်မယ်ဆိုလို့ရှိရင်တော့မှာပါအဲ့ဒါကဘယ်မှာသုံးမလဲဆိုတော့ကျွန်တော်တို့တန်တကားယူဖွင့်ရမှာပါဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ထောင်းလို့အချင်းလို့ဘာမှမသိဘူးအခန်းတစ်ခန်းရှိပါတယ်အထဲမှာလည်းကျွန်တော်တို့တက်တာတစ်ခုပိတ်ထားတယ်ဗျအတန်ရိုးတွေနဲ့โอเคဒီထဲကိုဝင်ဖို့ဆိုရင်တော့ကျွန်တော်တို့ဒီမှာလှမ်းမြင်နေရတဲ့ခလုတ်ကိုstrand gun သို့မဟုတ် short gun နဲ့ပြစ်ပြီးတော့ဝင်ရမှာပါဒီမှာဆိုရင်ကျွန်တော်တို့ item ရှာလို့ရမယ်answer တွေရှိပါတယ်အခုတော့ဘာမှမတွေ့ပါဘူးโอเคဒီရှေ့ကိုဆက်သွားမယ်ဆိုရင်ဒီမှာကတော့ကျွန်တော်တို့ဘိုးတော်ရဲ့ပုံ၃ပုံပေါ့နော်ထားပြီးတော့ရှေ့ကိုဆက်သွားလို့ရမှာဖြစ်ပါတယ်ပုံ၃ပုံထားမှာတကားပွင့်မှာပေါ့နော်โอเคဆိုတော့ကျွန်တော်တို့ပုံ၃ပုံအရင်ဆုံးထည့်လိုက်ရအောင်ဘိုးရဲ့ပုံသုံးပုံဖြည့်ပြီးတော့ကျွန်တော်တို့ရှေ့ကိုဆက်သွားလိုက်ရအောင်โอเคဆိုတော့ကျွန်တော်တို့တကားပွင့်ပါပြီတကားပွင့်သွားပြီဆိုတော့ကျွန်တော်တို့ရှေ့ကိုဆက်သွားလိုက်ရအောင် let's go guys โอเคကျွန်တော်တို့ဒီကနေရှေ့ကိုရောက်အောင်ဆက်သွားလိုက်မယ်ဆိုလို့ရှိရင်တော့ဘာမြင်ရမလဲဆိုတော့ဒီမှာကျွန်တော်တို့ပြတ်မှတ်၃ခုတွေ့ရပါတယ်โอเคအဲ့ဒါကဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီမှာဒီတကားကိုဖွင့်ဖို့အတွက်ဒီပြတ်မှတ်၃မှတ်ကိုမှန်အောင်ပြရမှာပေါ့နော်โอเคဆိုတော့ကျွန်တော်တို့ strand gun လေးနဲ့ကြည့်လိုက်အောင်ရောက်အောင်ပါဓမတ်လက်ကတော့တစ်ချက်တကောင်မင်းအောင်ပါโอเคဆိုတော့ကျွန်တော်တို့ပြန်ပြပြပါမယ်
ရော့မှာโอเคဆိုတော့တစ်ခုရှိသွားပါပြီနောက်ခုခဏလေးရော့မှာရော့ခလေးကိုပြစ်တာဘေးကိုရောက်သွားโอเคပါနှစ်ခုပွင့်သွားပြီဆိုတော့နောက်ဆုံးတစ်ခုโอเคဆိုတော့3ခုလုံးပွင့်သွားပြီဆိုတော့ကျွန်တော်ဒါကိုထားခဲ့လိုက်မယ်ဒီကိုသွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ get တစ်ခုလိုပါသေးတယ် get few သွားမှာပေါ့နော်အဲ့ဒါမသုံးဘူးဆိုလို့ရှိရင်ကျွန်တော်တို့အောက်ကိုကျွန်းကျသွားမှာဖြစ်ပါတယ်โอเคဆိုတော့ခဏလေးကျွန်တော်ပြမယ်ခိုင်းနော်1 2ဒီမှာပါကျွန်တော်တို့ဒါကြီးကိုအောက်ပြုံးမကြဖို့အတွက်ကျွန်တော်တို့ get few သွားပါမယ်โอเคဆိုတော့ကျွန်တော်တို့ခဏရော get few တက်လိုက်မယ်ဒီလိုတက်လိုက်ပြီဆိုတော့ကျွန်တော်တို့ဒါကြီးကမကျွန်းတော့ပါဘူးโอเคရှေ့ဆက်သွားလို့ရပြီโอเคဒါဆိုတော့လာသာဆောင်လို့ပြောလို့ရတယ်ထင်ပါတယ်โอเคဒီမှာဆိုတော့ကျွန်တော်တို့ helicopter နဲ့ပြေးမယ်ဆိုလို့ရှိရင်ဒီအထိတက်ရမှာပေါ့နော် helicopter နဲ့ပြေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ helicopter key လိုတယ်ပန်ကာပြင်ဖို့အတွက်တိတ်လိုတယ်ပြီးလို့ရှိရင်စီဖြည့်ရပါမယ်ဆိုတော့ကဆိုလိုင်းလိုရပေါ့နော်โอเคဆိုတော့ကျွန်တော်တို့အဲ့ဒါလေးကိုအရင်ဆုံးဖြည့်လိုက်အောင်ဒီကနေလည်းပြန်ထွက်လို့ရပါတယ်ဒါကတော့ဘာမှမဟုတ်ပါဘူးဒီမှာဆိုတော့ကျွန်တော်တို့လှေနဲ့ပြေးလို့ရလှေနဲ့ပြေးမယ်ဆိုရင်တော့မယ်လှေရဲ့လက်ကင်ပေါ့နော်โอเคအဲ့လည်းတွေ့ပြီဆိုတော့ကျွန်တော်တို့မြောင်းရဲ့ဟိုဘက်ကိုကူးလိုက်အောင်မြောင်းရဲ့ဟိုဘက်မှာဟိုကရုံးကဘာစောင့်နေလဲတော့မသိဘူးโอเคဆိုတော့ညိုတိုင်းတော့တွားယူလို့မရဘူးဗျတိုင်းတွားရင်ဒီကောင်ကျွန်တော်ကိုကိုက်မှာโอเคဆိုတော့ကျွန်တော်တို့ weapon key လက်ရထားဆိုတော့ shotgun ယူပြီးတော့ဒီကောင်အရင်ဆုံးချင်းလိုက်မယ်โอเคဒီမှာကျွန်တော်တို့ shotgun ရပြီဆိုတော့ဒီကောင်ခဏလေးတုတ်တင်လိုက်အောင်ရော့အောင်ခေါင်းကိုချွတ်โอเคဆိုတော့သူဘာစောင့်နေလဲတော့မသိဘူးဆိုတော့ခိုင်းကျွန်တော်တနက်ထားခဲ့လိုက်အောင်โอเคသူ့ရဲ့နောက်မှာဘာ item လဲဆိုတော့ပတ်လော်ကီโอเคပတ်လော်ကီကတော့ကျွန်တော်တို့လှေနေပြီးမဲ့ဆိုရင်လည်းပတ်လော်ကီလိုတယ်တကားပြီးမဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ပတ်လော်ကီလိုပါတယ်โอเคဆိုတော့ကျွန်တော်တို့လှေနေအရင်ဆုံးပြေးမယ်ဆိုတော့ပတ်လော်ကီဖွင့်လိုက်မယ်ဒီဘောက်ကိုဆွဲချလိုက်မယ်ဆိုရင်ဟိုမှာကျွန်တော်တို့တန်တကားကြီးပွင့်သွားပါပြီโอเคဆိုတော့ကျွန်တော်အရင်ဆုံး boat SK ကိုပြပါမယ်โอเคဒီမှာကျွန်တော်တို့ပလက်လေးတွေ့ထားတယ်ကဆိုလိုင်းလေးတွေ့ထားတယ်ဆိုတော့โอเคပလက်တက်မယ်လှေရဲ့လက်ကင်တက်မယ်ပြီးလို့ရှိရင်စီဖြည့်ပါမယ်โอเคစီဖြည့်ဖို့အတွက်ကတော့ကျွန်တော်တို့အနှဲငယ်ဆောင်းအောင်ပါမယ်โอเคအခုကဆိုတော့ကျွန်တော်စီးပြေးသွားပြီဆိုတော့လေတော့လေးနဲ့အင်ဂျင်နှုတ်ပြီးတော့ထွက်ပြေးလို့ရပါပြီโอเคဆိုတော့အားလုံးပဲဘိုင်ဘိုင်ဒါဆိုတော့ကျွန်တော်တို့လှေကြီးနဲ့ထွက်ပြေးလို့လွတ်မြောက်သွားပါပြီဒီမှာဆိုတော့ monster ကြီးတကောင်ကျန်ခဲ့ပါတယ်โอเคဆိုတော့ကျွန်တော်နောက်ထပ် helicopter SK ကိုတွားလိုက်ရအောင် helicopter နဲ့ပြေးဖို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ helicopter key လိုတယ်ပြီးလို့ရှိရင်ကျွန်တော်စီးဖေးရပါမယ်ဒါလေရင်တိတ်ကတော့ကျွန်တော်ပတ်ပြီးတော့မပြတော့ပါဘူးဘာတော့ခက်ခဲတယ်မဟုတ်တိတ်ယူပြီးတော့လေရင်ကိုကောက်ပြီးတော့ပတ်လိုက်အောင်ပါပဲโอเคဆိုတော့ကျွန်တော်တို့အရင်ဆုံးစီးဖေးရမယ်โอเคဆိုတော့ကျွန်တော်တို့စီဖုံးကဘယ်နားမှာလဲဆိုတော့တွေ့ခဲ့ဗျာဘယ်နားမှာမမှတ်မိတော့โอเคစီးဖေးမယ်ဒီလေရင်ကဘိုးတော်ရဲ့လေရင်လားဝါတော်ရဲ့လေရင်လားတော့ကျွန်တော်လည်းမသိဘူးဗျသိရဆိုလို့ရှိရင်တော့ကျွန်တော်ကို comment မှာရှင်းပြသွားပေးဖို့တောင်းဆိုချင်ပါတယ်โอเคဆိုတော့ကျွန်တော်တို့စီမြန်ပြည့်လိုက်မယ်ဒီစီကလည်းကျွန်တော်တို့လေနဲ့ပြည့်ရင်လည်းစီဘုံလိုတယ် helicopter နဲ့ပြည့်ရင်လည်းစီဘုံလိုပါတယ်အကုန်လုံးကတော့တပလိထဲပြေးလို့မရပါဘူးgame play တစ်ခုမှကျွန်တော်တို့တပုတ်မော်တစ်ခုစီပဲပြေးလို့ရပါတယ်current chapter 1မှာတော့ကျွန်တော်တို့နှစ်သက်ရနှစ်ခုရှိရပါတော့တစ်ခုနဲ့ပြေးလို့ရတယ်ဒါကတော့ဒီမှာရွေးချယ်စရာမရှိပါဘူးတစ်ခုနဲ့ပဲပြေးလို့ရပါတယ်โอเคဆိုတော့စီးလေးပြေးပြီဆိုတော့ကျွန်တော်တို့ helicopter စီးပြီးတော့ထွက်ပြေးလိုက်ရအောင်helicopter နဲ့ anti ဖြစ်နေဆိုတော့နည်းနည်းတော့ဆက်နှိုးရတာကြာတော့ကြာပါတော့တော်တော်နဲ့တော့ကောင်းရင်ပေါ်ရောက်မှာမဟုတ်ပါဘူးโอเคဆိုတော့နောက်ဆုံးမှာတော့ကျွန်တော်တို့ရဲ့ helicopter ကြီးကောင်းကင်ပေါ်မှာစပြီးတော့ပြန်တန်းပါပြီโอเคလမ်းရှင်နေလို့ရှိရင်တော့လိုက်ခဲ့ဖို့တောင်းဆိုချင်ပါတယ်โอเคဆိုတော့ကျွန်တော်ဒါ helicopter နေပြီးတော့လွတ်သွားပြီပေါ့နော်โอเคဆိုတော့ကျွန်တော်နောက်ထပ် draw SK ကိုတွားလိုက်အောင် draw SK ဆိုတော့ကျွန်တော်ဒီမှာလောတဲ့ hand wheel ရှိတယ်ဆိုတော့အဲ့ဒီတန်တကားကိုဖွင့်ဖို့အတွက်ကျွန်တော်တို့ hand wheel နဲ့အောက်မှာတွားလှည့်ရမယ်ပေါ့နော်โอเคဆိုတော့ကျွန်တော်နဲ့တူလိုက်ခဲ့ပါအောင်ဒီမှာပေါ့နော်ဒီမှာ hand wheel တက်ပြီးတော့လှည့်ရမှာဖြစ်ပါတယ်ခဏလေးโอเคဒါလေးလှည့်လိုက်ပြီဆိုရင်ကျွန်တော်တို့အပေါ်တန်တကားပွင့်သွားပြီပေါ့နော်โอเคတန်တကားပွင့်သွားပြီဆိုတော့နေဒီနောက်ကကျွန်တော်တို့လှည့်စစ်တက်တွေထည့်ဖို့ရှိသေးရဲ့ဗျာတန်ပွင့်သွားပြီဆိုရင်ဒီမှာကျွန်တော်တို့
လက်စစ်ကိုဖြတ်ဖို့လိုသေးတယ်โอเคဆိုတော့လက်စစ်ဖြတ်ရမယ်ဘယ်နားမှာလဲဆိုတော့ကျွန်တော်ပြောခဲ့တယ်မှတ်မယုံမဲ့ထင်ပါတယ်โอเคဒီပကြီးကားလေးကိုခိုင်းတော့ပကြီးကားလေးကိုဖြုတ်ချလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ electric source တွေ့မှာဖြစ်ပါတယ်အမှာကွာအကျိုးကိုဖြတ်လိုက်အောင်ပါပဲโอเคဒီမှာကဒါလေးကိုဖြတ်လိုက်မယ်ဆိုရင်ကျွန်တော်တို့လက်စစ်တမ်းမရှိတော့ပါဘူးโอเคဆိုတော့ကျွန်တော်တို့တကားကိုပြန်သွားလိုက်မယ်โอเคဒီပြင်းတွေကိုဖယ်ဖို့အတွက်ကျွန်တော် crowbar နဲ့ဖယ်ရမယ်โอเค crowbar နဲ့ဒီပြင်းတဲ့ချက်ကိုရင်တော့ခွာလိုက်မယ်โอเคပြင်းတဲ့ချက်ဖယ်ပြီးဆိုတော့ကျွန်တော်တို့ဒါက draw lock ပါအရင်က draw handle ဒါက padlock key နော် padlock key နဲ့ရင်ဖြုတ်လိုက်မယ် sorry နည်းနည်းလွဲသွားပြီโอเคပြီးလို့ရှင်တော့ဒါကတော့ draw lock lock တော့ဖွင့်လို့မရသေးဘူးရင်တော့ draw handle ရင်တက်ရမယ်ပေါ့နော်โอเคဒီမှာ draw handle တကားရဲ့လက်ကင်တက်ပြီးလို့ရှိရင်ကျွန်တော်တို့ lock ဖွင့်ပြီးတော့ထွက်ပြေးလို့ရပါပြီဒါဆိုတော့ကျွန်တော်တို့တကားကနေပြီးတော့ထွက်ပြေးလွတ်မြောက်သွားပါပြီโอเคဆိုတော့ဒီမှာဘိုးတော်နဲ့ဘွားတော်တော့လာမယ်ပေါ့နော်သူတို့အခုမှအပြင်ကပြန်အောင်တာဆိုတော့ဒီမှာပါသူတို့ကျွန်တော်ကြီးတကားကြီးပွင့်နေတော့ဗာလဲဟာဆိုပြီးတော့ဖြစ်သွားပါတယ်โอเคဆိုတော့ဗီဒီယိုလေးကိုချန်နေတဲ့ဆိုရင်တော့ like and subscribe လုပ်ခဲ့ပြီးဖို့တောင်းဆိုချင်ပါတယ် okay see you guys